ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီအစည်းအဝေးရှိတယ်ကျွန်တော်တို့ပြည်သူတွေအမှန်တန်စိတ်အားထက်သန်ညှော်လင့်ကြတယ်စောင့်စားကြတယ်ကြက်လက်ကိုကြည့်နေကြတယ်အခုတွေကနေပြီးတော့ကျွန်တော်တို့အခုအားလုံးသဘောတူထားတာရှိတယ်ဘာလဲဆိုတော့ညီတို့ရက်လက်ပဲထွက်စီလာမယ်ကျွန်တော်တို့ကိုယ့်အလုပ်ကိုစက်ကိုသွားရတယ်ဘယ်နဲ့ဘာလို့ပြောရတာလဲဆိုတော့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့အင်အားအခြေအနေရေချိန်ဆိုတာကျွန်တော်တို့ပြည်တွင်းရရေချိန်ပေါ်မှာမူတည်တယ်ပြည်တွင်းရရေချိန်မြင့်တက်လို့ရှိရင်နိုင်ငံတကာကမြင့်တက်ပါအခုဘာလဲဆိုတော့ကျွန်တော်တို့အားလုံးသဘောတူပြီးသားနော်သိပြီးသားနော်ဓမ္မနဲ့အတ္တမတိုက်ပွဲဒါပြီးတယ်ဟုတ်ပြီအဲ့ဒါကနိုင်ငံတစ်ခုရဲ့အရေးမကတော့ဘူးဒါတစ်ကမ္ဘာလုံးရဲ့အရေးပဲသူလူမျိုးတစ်မျိုးရဲ့ကိစ္စမဟုတ်တော့ဘူးလူသားမျိုးနဲ့တစ်ခုလုံးရဲ့ကိစ္စဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သက်သေလည်းပြတယ်တကယ်လည်းလုပ်ပြနေတာပဲအဲ့တော့မေးခွန်းနေရှိတယ်အများကြီးလူတိုင်းမေးချင်နေတဲ့တော်တော်များများလည်းဒီဟာသိချင်နေတယ်အောင်ပါလားဒီတိုက်ပွဲဒီအရေးတော်ဝင်ကြီးအောင်ပါလားကျွန်တော်တို့ပြန်မေးကြတာတစ်ခုမှရှိတယ်ခင်ဗျားမှာအောင်စိတ်ရှိသလားဒါပဲเนาะကျွန်တော်စဉ်းစားနေအချက်တစ်ချက်ပေးမယ်เนาะကျွန်တော်တို့မျိုးဆက်များစွာနဲ့တွဲပြီးတော့လုပ်နေတာအားလုံးအတိလွန်ခဲ့တဲ့အနှစ်30လောက်ကလမ်းတွေပေါ်မှာအခုလိုပဲရင်ဆိုင်မျိုးကန်လှုပ်ရှားခဲ့ကြတဲ့မျိုးဆက်တွေဘယ်ရောက်သွားကြလဲဒါက1996တို့98တို့မျိုးဆက်တွေဘယ်ရောက်သွားကြလဲအားလုံးတည်သွားကြတာမဟုတ်ဘူးနယ်ပယ်အသီးသီးကိုရောက်သွားကြတာနိုင်ငံရေးစီးပွားရေးကလူမှုရေးကမီဒီယာသမားတွေရှိတယ်ဗျာဩဇာတိကမှကြီးတဲ့လူတွေရှိတယ်ဗျာအမှုပညာသမားတွေရှိတယ်ဗျာနော်တက်တိပညာရှင်တွေဖြစ်လာကြတယ်ဗျာစာရေးဆရာတွေဖြစ်လာတယ်ဗျာကျွန်တော်တို့ဟိုပါနီးပညာတဲ့ပညာရှင်တွေဖြစ်လာကြတယ်ဥပဒေပညာရှင်တွေဖြစ်လာတယ် CSO တွေထဲမှာရောက်သွားတဲ့ခေါင်းဆောင်တွေနော်သူတေသနာပညာရှင်တွေဖြစ်လာကြတယ်သူတို့တွေကပါလဲနောက်လိုက်တွေကခေါင်းဆောင်တွေလားအဲ့ဒါကိုမေးစမ်းခေါင်းဆောင်တွေဖြစ်နေကြတာကြိုက်တဲ့နယ်ပယ်ကိုပြောလိုက်အဲ့ဒီမျိုးဆက်တွေကတောင်းဝင်ယူနေတယ်အဲ့လိုပဲသူတက်စောတဲ့ X မျိုးဆက်ကလည်းတောင်းမျိုးစုံဒီနေ့ဝင်ပြီးတော့ယူနေကြတာကျွန်တော်ကအထူးသဖြင့်ဒီအခုပြောဆိုမှုမှာကျွန်တော်ဟို generation Z အကြောင်းရင်းရတယ်တော့ပြောပြီးမလို့အခုက Y မျိုးဆက်အကြောင်းကျွန်တော်ပြောပြတယ်အဲ့လိုမျိုးဆက်သုံးခုချိန်ထားတာအဲ့ဒီတော့အဲ့ဒီ Y မျိုးဆက်တွေမှာဆိုရင်တစ်ခါလုံးကလမ်းတွေပေါ်မှာဟိုထောင်တွေထဲမှာတောနဲ့ထဲမှာသူတို့တွေကတကယ်သွေးတောက်ရဲဘော်တွေဗျတခါသူတို့တွေကတော့ရှည်ကြတဲ့ကာလတွေမှာလေငင်းညာပုံညာကွဲလွဲခဲ့ကြဘူးလေဒါမဲ့အခုပါလဲတိုင်းပြည်ရဲ့တေရေးရှင်ရေးဖြစ်လာတဲ့အခါမှာသူတို့တွေအကုန်လုံးမှာအသင်းတစ်သင်းထဲမှာဝင်ပြီးတော့ရွရွချွန်ချွန်တစ္ဆာရှိရှိဝင်ပြီးတော့ကစားနေကြပြီဗျဒါကအောင်ပွဲအတွက်တုံတော့တယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အများအားပြောနေတဲ့မျိုးဆက်သုံးခုဆိုတာမျိုးဆက်အမြင်နဲ့ပဲကျွန်တော်တို့ပြောတာ X-Y-Z ကကြာကြာနာနာပေါင်းလာတာအဲ့တော့ကျွန်တော်တို့ပြည်တွင်းမှာလှုပ်ရှားမှုက3ချောင်းထောက်ည3စင်းအားလုံးတည်ပြီးသားတွေကိစ္စတွေနော်အဲ့တော့ဆန္ဒပြရဲဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကတော့ပြောထားတယ်ဒီနောက်ဆုံးမျိုးဆက်တဲ့ဒီကိုယ်ဆောင်ပြန်စုဆိုတာဟာအများအားခင်မိနေပါတယ်လိုအပ်လို့ရှိရင်ကျွန်တော်တို့ကတော့ပြောထားပြီးပြီအန်ဒီကင်းပြီးတော့လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပါအဲ့ဒီလုံခြုံတဲ့ပတ်ဝန်းကျင်မှာလှုပ်ရှားလို့ရတယ်မရှိရင်ဖန်တီးရှိတယ်ဆိုအဲ့လုံခြုံတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်လို့ရတယ်ဒီလက်နက်ကင်အကြမ်းဖက်မဲ့အုပ်စုတွေလာပြီဆိုရင်ကြိုတိနိုင်တဲ့ကျွန်တော်တို့စက်တော်ရေးနေစစ်တွေကျွန်တော်တို့မှရှိနေပြီပဲကြိုတိနိုင်တယ်ကြိုပြီးတော့လူစုခွဲလို့ရတယ်သူတို့အမြဲနေနိုင်တာမဟုတ်ဘူးသူတို့ပြန်တဲ့အခါမှာကျွန်တော်တို့ပြန်လုပ်လို့ရတယ်ကျွန်တော်တို့ကအချိန်အကန့်အသတ်တွေပဲလုပ်တယ်ကျွန်တော်တို့ရဲ့မှတ်တမ်းတွေရပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပ်ပြီးတော့အဲ့ဒီမှတ်တမ်းတွေကိုတင်လို့ရပြီကျွန်တော်တို့လှူရှားမှုတွေမသိဘူးအမြဲရှိတယ်ဆိုတော့ပြလို့ရတယ်ဟိုအဲ့ဒီမှာ poster တိုက်ပွဲတွေ performance တွေရှိမယ်ဗျာညဘက်ဆိုလို့ရှိရင်မီးထုံးပြီးတော့တရုပ်ဖော်တာတွေရှိမယ်သူကအသက်ဝင်နေတယ်ငါတို့ရဲ့ဆန္ဒပြပွဲကြီးတွေကဟေးပြက်မသွားဘူးကအညံ့မခံဘူးကရှိနေသေးပဲဆိုတော့ဗျာအဲ့ဒါပြီးတော့ကျွန်တော် CDM နော် CDM ကိုလုံးဝမျက်ခြေပြတ်လို့မရဘူးနော်အာရုံကြော့သွားလို့မရဘူးအာရုံပြောင်းသွားလို့မရဘူးသူတို့ကတော့အာရုံတွဲတာတွေလာလို့မှာပဲတစ်ဖက်ကတော့အဲ့ဒါတို့ကပွဲသိမ့်တဲ့ဒီအဲ့ဒါကိုတည်ဆောင်သွားအောင်အဲ့တော့ CDM ကရုံမတက်တဲ့ကိစ္စတစ်ခုတည်းမကဘူးဘာလဲဆိုတော့သူတို့ရဲ့အမိန့်တွေညွှန်ကြားချက်တွေကိုမနာတာဘူးစန့်ကျင်မယ်ကိုယ့်အဖို့တိဆောက်ယူမယ်ဆိုတာတွေပါတယ်အဲ့ဒါတွေကပြည်သူတက်ွက်အုပ်ချုပ်ရေးတွေထိပါတယ်ပေါ့နော်ပြီးတော့အမတန်ထိရောက်အောင်မြင်နေတဲ့ဒီလမ်းတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့လူမှုရေးအရာကျွန်တော်တို့ပြည်သူတွေကတဘာဝကြကြတုံ့ပြန်တဲ့ကိစ္စတွေရှိတယ်တစ်ချိန်လုံးကဒီစံတော်ပြတဲ့ဒီမိုကရေစီတောင်းဆိုခဲ့တဲ့သူတွေကိုသူတို့စေးကြောင်းသားတွေကိုဆရာဝန်ဖြစ်ခွင့်မပေးတော့တာတွေကအစပေါ့ဗျာနော်ဟိုကိုတဝင်းဝမ်းကြောင်းတွေလုပ်ခွင့်မပေးတာရှိနေသေးလိုင်စင်သိမ်းတာဆရာဝန်တွေကိုစမှမပေးခဲ့တဲ့ဒီလိုမျိုးအပိနိကံရက်ဆက်ခဲ့တဲ့ဟာတွေမှန်သမျှမှာဒီကနေ့ပြည်သူတွေကတဘာဝကြကြတုံ့ပြန်မှာပဲပြည်သူလူထုကိုရက်ဆက်ကြမ်းဆုပ်ပြုတ်စွာနဲ့ဟာပိနိနေတဲ့ရက်ဆက်တဲ့တတ်နေတဲ့လူတွေကိုတုံ့ပြန်ကြမှာပဲလူမှုရေးရအဲ့ဒါတွေကထင်ရှားလာတယ်အားကောင်းလာတယ်ကောင်းပြီအဲ့လိုခုနပြောတဲ့ CDM ရဲ့နော်ကျွန်တော်တို့ဇာတ်ပေါ်မှာလှုပ်ရှားမှုတွေလူထုလှုပ်ရှားမှုတွေရဲ့နောက်ဆုံးကြတော့ CRPH ရဲ့အဲ့ဒီ၃မျိုး
ကောင်းနေသည်အားကောင်းနေသည်ကျွန်တော်တို့အောင်ပွဲကိုအများဆုံးရောက်တယ်အဲ့တော့ထပ်ပြောပြီးနောက်ဆုံးပြောပါပြည်တွင်းကရေချိန်မြင့်လာတဲ့များနိုင်ငံတကာ UN အပါအဝင်ရေချိန်မြင့်လာပါလိမ့်မယ်အဲ့ဒီတော့တကယ်တော့ရေရဖို့ဆိုတာလေမိုးပေါ်ကကြာမှမဟုတ်ပါဘူးကျွန်တော်တို့နေထားတဲ့မြေကြီးပေါ်ကလည်းရေရအောင်ယူနိုင်တယ်ဆိုတာကိုတက်တည်ထူကြပါစို့အရေးတော်ကိုအောင်ရမယ်